ကိုချစ်ရတဲ့မိန်းကလေးကိုဘယင်မဖြစ်အောင်အသက်ပေးပြီးကူညီခဲ့ပေမဲ့နန်းတက်တဲ့နေ့မှာပဲတက်တော်ဆောင်တသိန်းနဲ့ဝိုင်းတက်တာခံလိုက်ရရင်တင်ဘယ်လိုလုပ်မလဲဇလန်းထဲကလင်းဟန်ဆိုတဲ့ကောင်လေးကတော့နည်းနည်းလေးမှကြောက်မသွားပါဘူးဘယင်မကသူ့ကိုမင်းကငါခိုင်းဖက်ခွေတက်တက်ပဲလို့အေးဆက်ဆက်ပြောပြီးညားရီနဲ့ပြစ်ခိုင်းတဲ့အချိန်မှာပဲလင်းဟန်ကသူ့နှုတ်ဘော်ကတတိယမျက်လုံးကိုချက်ချင်းဖွင့်ချလိုက်ပါတယ်အဲ့ဒီမျက်လုံးပွင့်လာတာနဲ့တပြိုင်နက်တစ္ဆာဖောက်တွေအားလုံးကိုရှင်းလင်းဖို့သူဆုံးဖြတ်လိုက်ပါတော့တယ်တကယ်တော့လင်းဟန်မှာဒီလိုကြောက်စရာကောင်းတဲ့အစွမ်းတွေဘလို့ရလာတာလဲဆိုတာလွန်ခဲ့တဲ့၈နှစ်ကစပါတယ်တနေ့မှာလင်းဟန်ဟာလမ်းမှာရှောက်သွားနေတော့တခြားဘသူမှမမြင်ရတဲ့ကောင်းပြက်နေတဲ့ရွှေရောင်စစ်တူကြီးတယောက်ကိုသွားတွေ့ခဲ့တဲ့လူတွေကအဲ့ဒီစစ်တူကြီးကိုဖျက်လျှောက်သွားပေမဲ့လင်းဟန်တယောက်တည်းကပဲမြင်နေရတာပါအဲ့ဒီစစ်တူကြီးကလင်းဟန်ကိုမြင်ချင်းပဲရုတ်တရက်ရွှေရောင်လင်းနှန်းအဖြစ်ပြောင်းသွားပြီးလင်းဟန်ရဲ့ကိုယ်ထဲကိုအတင်းဝင်သွားခဲ့ပါတယ်အဲ့ဒီစစ်တူကြီးရဲ့နာမည်ကရန်ချန်လို့ခေါ်ပါတယ်သူကတာမန်လူမဟုတ်ပဲကောင်းကင်ဘုံကနတ်ဆိုးနှိမ်နေရေးစစ်တူကြီးတူပါလွန်ခဲ့တဲ့2-300ကတိုက်ပွဲတစ်ခုမှာမိစ္ဆာတွေရဲ့ခြုံခိုတိုက်ခိုက်တာကိုခံရပြီးခေါင်းပြတ်သွားခဲ့တာဖြစ်ပါတယ်အခုတော့စစ်တူကြီးရဲ့အားကြီးတဲ့ဝိညာဉ်ကလင်းဟန်ရဲ့ကိုယ်ထဲကိုဝင်ရောက်ခိုအောင်သွားပါပြီပြဿနာကအဲ့ဒီလိုဝင်ပူးခံရပြီးနောက်လင်းဟန်ရဲ့နဖူးမှာထူးထူးဆန်းဆန်းတတိယမျက်လုံးကြီးထွက်လာတာပါပဲလင်းဟန်ကိုယ်တိုင်လည်းလန့်ပြီးရွာထဲကိုထွက်ပြေးသွားတယ်ရွာထဲကကလေးတွေကသူ့ကိုမြင်တော့တရေဆိုပြီးကြောက်လန့်တကြားအုံငိုကြတယ်လို့ရွာသားတွေကလည်းသူ့ကိုမိစ္ဆာကောင်းဆိုပြီးဒေါသတကြီးနဲ့ဝိုင်းဝန်းရိုက်နှက်ကြပါတော့တယ်အဲ့ဒီအချိန်မှာပဲလင်းဟန်ကိုယ်ထဲကစစ်တူကြီးရဲ့ဝိညာဉ်ကနိုးထလာပြီးတရွာလုံးဝိုင်းရိုက်ခံရတဲ့လင်းဟန်တယောက်ဘလို့လွတ်မြောက်သွားမလဲပြီးတော့ဘယင်မရဲ့တစ္ဆာဖောက်မှုကိုရောသူ့ရဲ့တတိယမျက်လုံးစွမ်းအားနဲ့ဘလို့ကြမ်းကြမ်းတမ်းတမ်းကလဲစားချေမလဲဆိုတာကိုနောက်ပိုင်းမှာဆက်လက်ကြည့်ရှုနိုင်ဖို့အကောင့်လေးကိုဖော်လို့လုပ်ထားခဲ့အောင်တော့